အဖွားဝတ္တူဟာသူ့ရဲ့နောက်ဆုံးချိန်မှာကတင်ပေါ်မှာလဲလျောင်းနေပါတယ်။သူပိုင်ဆိုင်တဲ့မြေကွက်ဟာအလွန်ကျယ်ဝန်းပြီးမြေစီလွာကောင်းမွန်ပေမဲ့အငွေဆက်ခံမဲ့သူမရှိပါဘူး။ဒါကြောင့်သူကဆိုင်ပုတ်တစ်ခုရေးပြီးခြံရှိမှာစိုက်ထားလိုက်တယ်။တကယ်ကိုရောက်ရဲတိမ့်တိမ်တက်သူမြည်သူမဆိုဤမြေကိုပေးအပ်မိ။နောက်တနေ့မနက်မှာတော့ကုန်သည်တွေမြေပိုင်ရှင်တွေနဲ့ပညာရှိတွေဟာအဖွားရဲ့အိမ်ရှိမှာစုပြုံရောက်ရှိလာကြပါတယ်။တယောက်ချင်းစီကသူတို့ဟာဘလောက်တောင်ရောက်ရဲတက်ကြောင်တက်တည်ပြဖို့ဇလန်ကိုစီနဲ့ရောက်လာကြတာပါ။ဒါပေမဲ့ဘယ်သူမှမြေကွက်ကိုမရရှိခဲ့ပါဘူး။နေ့စဉ်နဲ့များလူတွေထက်ခါတလေလေလာကြပေမဲ့အဖွားရဲ့စစ်ဆေးမှုကိုဘယ်သူမှမကြော်ဖြတ်နိုင်ပါဘူး။ဒီနေ့မွန်းလွဲပိုင်းမှာတော့ချမ်းသာတဲ့လေသမားကြီးတူမြင်းစီပြီးရောက်လာပါတယ်။သူကဆိုင်ဘုတ်ကိုဖတ်ပြီးခပ်ပြုံပြုံနဲ့မြင်းပေါ်ကဆင်းလိုက်ပါတယ်။ခြေလမ်းတိုင်းမှာယုံကြည်မှုအပြည့်နဲ့အဖွားရဲ့တကားကိုခောက်လိုက်တယ်။အားနေနေပေမဲ့မျက်လုံးဆူရှာတဲ့အဖွားကသူ့ကိုတင်းငိမ့်စွာကြိုဆိုခဲ့ပါတယ်။လေသမားကြီးကပြုံးပြီးကျွန်တော်မှအိမ်မက်မက်ထားတာထက်တောင်ပိုပြီးပိုင်ဆိုင်ထားပါတယ်။စပကြီးတွေလည်းပြည့်နေပြီးတာသမီတွေလည်းအခြေတကျရှိနေပြီးဒီရွာရဲ့တဝက်လောက်ကိုလည်းကျွန်တော်ပိုင်ပါတယ်။အခုအဖွားရဲ့မြေကိုလာယူတာပါလို့ပြောလိုက်ပါတယ်။အဖွားကသူ့ကိုတိတ်တဆိတ်စိုက်ကြည့်ပြီးမင်းတကယ်ပဲရောက်ရနေပြီလားလို့ခတ်တူတူမေးလိုက်ပါတယ်။လေသမားကြီးကရင်ပြီးကျွန်တော်ကိုမသိဘူးလားဖွာလူတွေကကျွန်တော်စီမှာအကူကြီးလာတောင်းနေကြတာလေလို့ပြန်ဖြေပါတယ်။အဖွားကညင်သားစွာပြုံးလိုက်ပြီးဒါဆိုရင်မင်းကဘာဖြစ်လို့ဒီမျိုးကိုထပ်လို့ခြင်းနေသေးတာလဲအခန်းထဲမှာရုတ်တရက်တိတ်ဆိတ်သွားပါတယ်အပြင်မှာစောင့်ကြည့်နေတဲ့သူတွေလည်းငြိမ်ကြသွားတယ်လေသမားကြီးဟာဘာမှပြောမပြောနိုင်မင်းကြောင်ပြီးရနေမိပါတယ်အဖွားကဆက်ပြီးပြုံးနေရင်နဲ့ပြောလိုက်တာကဆက်မှန်တဲ့ရောင်ရဲမှုဆိုတာလောဘအတွက်နေရာမရှိတော့တာကိုပြောတာပါအဖွားကမျက်စိမှိတ်လိုက်ပြီးတကားဟာလေသမားကြီးရဲ့နောက်ွယ်မှာဖြင်းညင်းစွာပိတ်သွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာတင်ပါတွေပိုင်ဆိုင်ထားတယ်ဆိုတာမဟုတ်ပဲတင်ပါကိုမှထပ်ပြီးမလိုအပ်တော့ဘူးဆိုတာမှရှိနေတာပါ။ပြီးတော့စစ်မှန်တဲ့ရောင်ရဲမှုဆိုတာစုညံမနေပါဘူး။ပိုပြီးတိတ်ဆိတ်တယ်၊တည်ငြိမ်တယ်ပြီးတော့ပြည့်စုံနေတတ်ပါတယ်။